မင်္ဂလာပါယနေ့မှာခုကြည့်ပေးမှာကစီးပွားရေးနဲ့ငွေကြေးကြည့်မယ်နော်။အားလေးကြည့်မယ်အခြေကအမြဲတမ်းကြည့်တော့ပြင်းပြငွေကြေးနဲ့စီးပွားရေးကြည့်မယ်နော်။ဒီအပိုင်းယနေ့စီပြီးရတူတယ်မြေကိစ္စတွေများတယ်အဲ့ဒါအခုတစ်ခုချင်းစီပြောပြမယ်နော်။စီးပွားရေးကြည့်မယ်စီးပွားရေးကြည့်မယ်ဆိုရင်ကိုအရင်အဆင်ပြေနေခဲ့တဲ့အချိန်တွေရှိခဲ့တယ်အရင်အဆင်ပြေနေပြီးတော့မိသားစုကြောင့်စိတ်နှောက်ယှက်ဖြစ်တယ်မိသားစုကြောင့်စိတ်လေလွှဲနေတဲ့ကိစ္စတွေရှိတယ်အဲ့ချိန်မှာကိုတယောက်တည်းထွက်သွားတဲ့လူမျိုးတွေရှိတယ်ဒါနိုင်ငံခြားသွားတဲ့ပုံစံမျိုးလားအိမ်မှာမနေချင်လို့ထွက်သွားတဲ့လူမျိုးလားအဲ့လိုမျိုးလေးရှိတယ်အဲ့တော့အဲ့ဒါဘာလုပ်ရမလဲဆိုတော့ထွက်သွားတဲ့စိတ်ကအဆင်ပြေမနေဘူးเนาะပြဿနာတွေတောက်လျှောက်နောက်ကနေလိုက်နေတဲ့ခါကျတော့ကိုယ့်ရဲ့စောင့်ရှောက်မဲတော့တဘာဘာကိုပွဲကတ်ရမယ်ဒီမှာရိုးရနက်လို့မြင်တယ်ရိုးရနက်ဆိုတာဘယ်လိုပြောမလဲရိုးရနက်မဲတော့ပေါ့နော်တပန်းဖြူလေးကြိုက်တယ်ပန်းဖြူနဲ့စပင်းကလည်းအရှိပဲအသားလေးတော့နည်းနည်းညို့တယ်အဲ့လိုရိုးရနက်လေးရှိရဲ့အဲ့မဲတော့ကိုပူဇော်ရမယ်ပါတာရမယ်အဲ့ဒါကိုစီးပွားရေးလုပ်ငန်းကိုင်ငန်းကိုစုပေါင်းရမယ်ကိုတိုင်းကတော့ကောင်းကောင်းနေရတယ်ကိုမိသားစုကကြာကံကသူ့လူကကံတယောက်နဲ့တယောက်မတူလေသူတို့ကံကိုလောက်ကောင်းမှုအချိန်နေပြဒါပေမဲ့ကိုကောင်းရင်ကြတော့လိုက်ပြောနေပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်နောက်တစ်ခုအယောင်းဝယ်မှာဒီ9ရက်အတွင်းမလုံးနဲ့ဒါ timeless reading ဆိုပြီးမဲ့ဒီဟာနားထောင်နေရနေစပြီး9ရက်အတွင်းစာချုပ်လည်းမချုံနဲ့အယောင်းဝယ်လည်းမလုံးနဲ့လူအများကြီးနဲ့စုပြီးစကားပြောရတဲ့ပုံစံမျိုးမလုံးနဲ့စာချုပ်စာတမ်းနဲ့ပဲဖြစ်ဖြစ်အယောင်းဝယ်ပဲဖြစ်ဖြစ်အလောက်ကင်ကိစ္စပဲဖြစ်9ရက်အတွင်းစကားမပြောနဲ့အဆင်မပြေဘူးနော်ဆုံးရှုံးမှုတွေရှိလိမ့်မယ်9ရက်အတွင်းမကြဘူး9ရက်အတွင်းမလုံးနဲ့ဆုံးရှုံးမှုတွေရှိမယ်အနီအောင်လုံးဝမရဘူးဒီ9ရက်အတွင်းပြီးနောက်တစ်ခုကအလုပ်ကိုကြိုးကြိုးစားလောက်ကင်တဲ့လူတွေရှိတယ်နွားနို့နဲ့ရေချိုးလိုက်အလုပ်ကိုကြိုးကြိုးစားလောက်ကင်နည်းနည်းတော့ဆူရယ်နော်ရနက်လေကိုအိမ်မှာကိုမဟုတ်ဘူးတခြားနေရာမှာနေတော့လေငလင်တန်ကြပတ်ဝန်းကျင်နည်းနည်းတော့ဆူသွားရင် sorry ပါလို့နွားနို့နဲ့ရေချိုးလိုက်နော်အရန်ကောင်းတယ်နွားနို့ကိုတစ်ပတ်တစ်ခါလောက်တော့ရေချိုးပေးနွားနို့အစိမ်းလေကောင်းလျှော်ရေချိုးလိုက်နွားနို့အစိမ်းနဲ့တပူးလုံးလောင်းချလိုက်ပြီးကြတော့မှခါတိုင်းကိုပုံမှန်ရေချိုးသလိုမျိုးပဲချိုးနော်ပြီးတော့အလုတ်ရှောက်မဲ့လူတွေကအလုတ်တွေအများကြီးတည်းကနေပြီးတော့တစ်ခုကိုကောင်းကောင်းတွေးလိမ့်မယ်အရွေးလွန်နေရတယ်တွေ့ရသေးလားအရွေးလွန်နေရကိုနဲ့ကိုက်မဲ့အလုပ်ကိုပျော်မဲ့အလုပ်ကိုပတ်စံအများကြီးဝင်မှာအရွေးတွေလွန်နေအများကြီးပဲအလုပ်တွေအလုပ်ကိုစနေနေ့မှာသွားရှောက်အလုပ်ရှောက်ချင်တယ်လူတွေနော်စနေနေ့မှာသွားရှောက်ပြီးတော့အိမ်မှာမီးဟန့်တတ်တယ်နော်တိုက်အမြင့်နေတဲ့လူတွေအပေါ်ဆုံးထပ်မှာမီးဟန့်တတ်တယ်အဲ့ဒါလေး view ဆိုင်ရမယ်မီးဟန့်တတ်တယ်ပြီးတော့လေဒီမှာမြင်တာပါလဲသိလားမိုးချိုးပြစ်ခံရတဲ့ပုံစံတွေမြင်တာမိုးချိုးပြစ်ခံရတဲ့ပုံစံတွေမြင်တယ်တဲ့အဲ့အိမ်ဦးခန်းမှာအမျိုးသမီးတွေနေ view ဆိုင်နော်အဲ့မိုးချိုးလွဲတွေမတတ်ထားတဲ့အိမ်တွေဆိုရင်အဲ့လိုမိုးချိုးပြစ်ခံရတာတော့ဟိုအိမ်ကိုပြောရတော့ကိုယ်ပြစ်တာကိုပြောတာမဟုတ်ပြီးတော့အိမ်မီးလန့်တာပေါ့အဲ့လိုမျိုးလေးကြုံရတတ်တယ်နိုင်ကြသွားတဲ့လူတွေကြတော့ကောင်းတယ်လုပ်ငန်းကိစ္စအတက်တစ်ခုလုပ်ရင်အဖြတ်သမားရှိရယ်မိန်းမအဖြတ်ရှိရယ်မိန်းမအဖြတ်ကိုအခုအရန်လှုပ်ချင်ကင်နေတဲ့အလုပ်တစ်ခုမိန်းမတယောက်အတင်းဖြတ်နေတဲ့လူတွေရှိရယ်အဲ့ဒါဘာလုပ်ရမလဲဆိုတော့ချော့ပြောရင်တော့ရတယ်ဖျားမှာလေရွှေထီးနဲ့ငွေထီးနဲ့လက်လူပေးလိုက်နော်မိမအဖြတ်ဝင်နေတဲ့လူတွေဒီမှာကြအစုံပြတာကို January တည်းကလူ9ရက်သားသမီးကိုအစုံပြပြီးတော့သူကအဲ့လိုအစုံပြမြေကိစ္စကကြတော့မြေကိစ္စအဆင်ပြေသွားလိမ့်မယ်3လအတွင်းအဆင်ပြေသွားမယ်အဆောက်အအုံက2ပါးရှိရယ်မြေရောင်းခြင်းနဲ့လူစောက်ရှောက်2ပါးရှိရယ်အဲ့ထက်မှလေကိုသဘောကျတဲ့တခြင်းပဲသွားဆိုလိုက်ဘာမှမလုပ်နဲ့ဘာရတရားမှလောလောဆယ်မလုပ်သေးနဲ့အောင်သိလားကိုတချင်းဆိုလိုက်တ
ဂီတာတီးတတ်တဲ့လူတချို့ဘာတီးတတ်တယ်ညာတီးတတ်ဆိုတချင်းလေးဆိုပြလိုက်အဆင်ပြေသွားလိမ့်မယ်တချင်းသွားဆိုပြီးအဲ့နေရာမှာအင်ကြီးဖြူဒါမှမဟုတ်ခေါင်းဝဖြူဒါမှမဟုတ်ဘောင်းမီဖြူအဲ့လိုလေးကိုအမဲတော့ဝတ်မသွားနဲ့နော်ခပတ်အမဲရတယ်ကျန်တာအမဲမရတော့အဖြူရောင်များဝတ်ပြီးသွားဆိုပေးလိုက်အဲ့လိုရှိတယ်ဘာလို့လဲဆိုတော့ညီကနည်းနည်းအဆောင်ရှောက်တွေကောင်းနေရအောင်ဆောက်ရှောက်ကောင်းမကောင်းအနောက်ရှက်တွေများနေအောင်အဲ့လိုမျိုးလေးရှိရနော်ကံပါတဲ့လူရှိအိမ်မြေထဲမှာမြေကိုပိုင်တဲ့မြေထဲမှာရေကန်နေပါရှိရအဲ့ရေကန်နေမှာလေရောင်းမထွက်ဘူးဆိုရင်လေတရားလေးထိုးလိုက်တရားလေးဖြစ်တယ်လို့လေဖြစ်တယ်လို့မအဖြစ်ပေါ့တရားအဖြစ်လူတော့လမ်းလျှောက်လို့ရမယ်ပေါ့နော်တရားလေးထိုးလိုက်ရောင်းထွက်သွားလိမ့်မယ်တရားမထိုးမချင်းကပြဿနာရှာနေမှာအဲ့လိုလေးတွေ့ရဝေးကြီးနဲ့ပတ်သက်ပြီးတော့လေဒီမှာအဆိုးဆုံးနဲ့အကောင်းဆုံးတွေ့ရလမ်းမလို့မရအောင်နှစ်ခုတည်းတစ်ခုရွေးရမယ့်သူတွေလုပ်ငန်းကတခါတည်းကြာရင်လေလုပ်ငန်းနှစ်ခုတည်းတစ်ခုရွေးရတော့မှာရွေးရတော့မယ်ဆိုရင်လေလမ်းမလို့မရတစ်ခုကဟိုးအောက်ဆုံးလေးကြာသွားမှာရှစ်ကနန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုမရွေးနဲ့လုံးဝရွေးလို့မရဘူးအဝါရောင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေရွေးလို့ရတယ်လုပ်ငန်းအသစ်လုပ်လို့ရတယ်လုပ်ငန်းဟိုးအဟောင်းကလုံးဝကိုအဆင်မပြေခဲ့တာ8လနေ8လကျော်ပြီ8နှစ်အဲ့လိုမျိုးရှိခဲ့တဲ့လုပ်ငန်းအဆင်မပြေဘူးဆိုအဲ့လုပ်ငန်းကိုဖယ်ထုတ်လိုက်တော့လုပ်ငန်းအသစ်လုပ်လို့ရတယ်ပြီးနောက်ထပ်အလုပ်တစ်ခုလည်းတွေ့သေးတယ်အဲ့ဒါလေးလုပ်လို့ရတယ်နော်ဒီမှာကလေငါပြောသည်များများစားပေးတဲ့ဘာလို့လဲဆိုတော့ကျမ်းမာရေးလာပြနေရနော်ကျမ်းမာရေးတချို့လေလက်တွေကတ်သွားလေအဲ့ဒါဖြစ်တတ်တယ်လက်တွေကတ်သွားတာအဲကျမ်းမာရေးကြီးစားရမယ်တဲ့လက်ကုန်ခံနေကြရင်ဆက်ရအဆင်ပြေသွားလိမ့်မယ်နော်အဲ့ဒါလေးတွေ့ပါတယ်ဟုတ်တယ်အဆင်ပြေသွားအခုချိန်တော့နည်းနည်းအားငယ်နေဝမ်းနေနေရှိတတ်တယ်ခေါင်းကိုက်တတ်တယ်ခေါင်းနောက်စီပိုင်းနေကိုက်တတ်တယ်ခေါင်းကိုက်တတ်တယ်ခုံးကြောတက်တာတို့ကြောတက်တာတို့အဲ့လိုမျိုးလေးရှိရပေါ့ဒီမှာကျမ်းမာရေးလာပြထားလို့နော်အဲ့ဒါလေးရဲ့ angel message ကိုကြည့်ရကိုရှေ့မှာမေတ္တာစေတနာတွေထားခဲ့တဲ့အရာတွေအားလုံးကိုဒီချိန်မှာအကျိုးပြန်တက်ရောက်နေရနော်ဘသူ့ဘောပဲထားကိုပတ်စံလေး30လေးယူခဲ့တာဖြစ်100လိုခဲ့တာဖြစ်ကိုကိုအရန်ကိုအကျိုးတက်ရတချို့ပထန်းနေရွတ်နေတယ်လေပထန်းတော့မေတ္တာတုံတော့ဒီအဲ့လိုမျိုးလေးရွတ်နေတာရှိအဲ့ဒါလည်းအရန်ထူးတယ်တဲ့အဲ့လိုမျိုးလေးရှိပါတယ်အဲ့ဒါလေးတွေ့ပါတယ် personality မေးချင်တော့ TikTok Messenger နေလာမေးပြီနော်ပြီးတော့မနေ့ကစနေနေ့လေးရနန်းကလေနေမကောင်းလို့ live မလွင့်ဖြစ်တာပြန်ဒီကြားလည်းပြန်လွင့်ပေးမယ်နော်လွင့်မယ်ဆိုရင်ရနေ့တရက်လောက်တော့ကြိုပြောမယ်နော် Facebook ကနေပဲလွင့်တော့မယ် TikTok လွင့်ရတာအဆင်မပြေလို့အဲ့လေးလာပြောတာပါကျေးဇူးအများကြီးတင်ပါတယ် good night ပါ